မင်္ဂလာပါပရိသတ်ကြီးဒီနေ့မှာတော့မိုးဆက်များကြားကသင်မင်းတကားဇလန်းရဲ့အပိုင်းနှစ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။အောင်ဟာအသက်ရှူဖို့တော့မေ့သားတဲ့အထိထိတ်လန့်သွားပါတယ်။သူအပေါ်ထက်ကိုပြန်ပြေးတက်ပြီးကျန်တဲ့တငယ်ချင်းတွေကိုနှိုးဖို့ကြိုးစားပေမဲ့သူတို့အားလုံးဟာထူးဆန်းစွာနဲ့မနိုးနိုင်ပဲနှစ်ချက်ချက်အိပ်ပျော်နေကြပါတယ်။အိမ်ရှင်ကျွေးခဲ့တဲ့လက်ဖက်ရည်ထဲမှာအိတ်ဆေးတွေပါနေမှသူသိလိုက်ရပါပြီ။မင်းတငယ်ချင်းကတော့ငါရဲ့ညစာအတွက်အကောင်းဆုံးဟင်းလျာဖြစ်သွားပြီ။ဆိုတဲ့အရှာအတန်ကြီးကလှေကားရင်းကနေထွက်ပေါ်လာပါတယ်။အင်ရှင်ကြီးဟာဓားကန်ရင်ဖြည်းဖြည်းချင်းတက်လာနေပါတယ်။အောင်ဟာတခြားထွက်ပေါက်မရှိတော့တာကြောင့်အင်ရှင်တားမြစ်ထားတဲ့အပေါ်ထက်ကနောက်ဆုံးအခန်းတကားကိုအားကုန်တွန်းဖွင့်လိုက်ပါတယ်။အဲ့ဒီအခန်းထဲမှာသူမြင်လိုက်ရတာကအရင်ကပျောက်ဆုံးသွားခဲ့တဲ့ခရီးသွားတွေရဲ့ရုပ်အလောင်းတွေကိုအရေကုန်နှွားပြီးနေရန်မှာချိတ်ဆွဲထားတာပါပဲ။အခန်းအလယ်မှာတော့သူ့တငယ်ချင်းရောက်ဇောက်ထိုးဆွဲထားခြင်းခံရပြီးသွေးတွေကကျန်းပင်ပေါ်ကိုတောက်နဲ့ကျနေပါတယ်။အောင်ဟာအခန်းပြတင်းပေါက်ကနေခုန်ချဖို့စ조사ပေမဲ့ပြတင်းပေါက်တွေကိုတန်တိုင်တွေနဲ့ပိတ်ထားတာကိုတွေ့လိုက်ရပါတယ်။အနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါအေရှင်ဟာတကားဝမှာရပ်နေပြီးဒီအခန်းထဲကိုဝင်လာတဲ့သူကအရှင်ထွက်သွားခွင့်မရှိဘူးလို့ပြောရင်းသူ့စီကိုပြေးဝင်လာပါတော့တယ်။အပိုင်းသုံးမှာတော့ဘာဆက်ဖြစ်မလဲဆိုတာကိုဆက်လက်နားဆင်ပေးပါအောင်ရှင်စိတ်ဝင်စားဖို့ကောင်းနေဆိုရင် channel လေးကို like and subscribe လုပ်ခဲ့ပေးပါဦးနော်တာယာသောနေ့လေးဖြစ်ပါစေရှင်